ုဒ္ဓမြတ်စွာရဲ့သာသနာတော်မှာသံဃာဆိုတဲ့ဥတည်ချက်နဲ့သံဃာကုံကိုအာရုံပြုပြီးတော့ဒါနကောင်းမှုလုပ်ကြတယ်မြတ်စွာဘုရားကိုယ်တိုင်ကပုဂ္ဂလိကဒါနနဲ့တန်ခိကဒါနပုဂ္ဂလိကဒါနဆိုတာပုဂ္ဂိုလ်တူတယောက်ပိုင်ဆိုင်မှုအဖြစ်လှူဒန်းတာပုဂ္ဂလိကဆိုတာပုဂ္ဂိုလ်တူတဲ့ပိုင်တဲ့ပစ္စည်းကိုပုဂ္ဂလိကလို့ခေါ်တယ်နော်ပုဂ္ဂလဣကပုဂ္ဂိုလ်တူရဲ့ပစ္စည်းကိုပုဂ္ဂလိကလို့ခေါ်တယ်တန်ခိကဆိုတာတန်ဃာဆိုတာတန်ဃာဣကကနောက်ကပိုင်ဆိုင်တာတန်ဃာပိုင်ဆိုင်တဲ့ပစ္စည်းကိုတန်ခိကလို့ခေါ်တယ်အဲ့တော့ဒီနေရာမှာပုဂ္ဂိုလ်တူတယောက်ကိုရည်ညွှန်းပြီးတော့လှူဒန်းတဲ့ဒါနကိုပုဂ္ဂလဒါနလို့လည်းခေါ်တယ်ပြောမယ်ဆိုရင်ပုဂ္ဂလိကအဖြစ်လှူတဲ့ဒါနမို့ပုဂ္ဂလိကဒါနတန်ဃာကိုဥတည်ပြီးတော့လှူတဲ့အခါတန်ဃဒါနနော်တန်ဃာအားလုံးကိုရည်ညွှန်းတယ်နောက်တစ်ခါတန်ဃာရဲ့အများပိုင်ပစ္စည်းဖြင့်လှူဒန်းတာကိုတန်ခိကဒါနတော့ဒီလိုလဲခေါ်ကြတာပေါ့အဲ့တော့တန်ဃဒါနပုဂ္ဂလဒါနနဲ့တန်ဃဒါနဒီနှစ်ခုခွဲခြားမှတ်သားထားဖို့ပေါ့ပုဂ္ဂိုလ်တူတယောက်ကိုလှူတဲ့ပုဂ္ဂလိကဒါနသို့မဟုတ်ပုဂ္ဂလဒါနဟာအများတန်ဃာကိုရည်ညွှန်းပြီးတော့လှူဒန်းတဲ့တန်ဃဒါနတန်ခိကဒါနနဲ့လုံးဝကွဲပြားခြားနားတယ်။ဘာဖြစ်လို့ကွဲပြားခြားနားတယ်လဲလို့ဆိုတော့ပုဂ္ဂိုလ်ဆိုတာဒီပုဂ္ဂိုလ်တူတဲ့နဲ့သာသက်ဆိုင်တဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်တူရဲ့အရေးချင်းအားလျော်စွာသာအကျိုးပေးလို့ရတယ်။တန်ဃာဆိုတာကြတော့ပုဂ္ဂိုလ်အမျိုးစုံပါဝင်နေသည့်အတွက်ကြောင့်တဦးမကောင်းတဦးကောင်းဆိုတာလို့နော်စွမ်းအားတွေသူကပြည့်တယ်ပို့ပြီးတော့အလှကံပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုပုဂ္ဂိုလ်လူလို့ရှိရင်ဒီပုဂ္ဂိုလ်ကထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာအကြောင်းပြုပြီးတော့ကောင်းမှုဟာအကျိုးကျေးဇူးတွေဖြစ်ပွားနိုင်တာဒါတခုတန်ခိကဒါနဆိုတာတော့လွဲချော်မှုမရှိနိုင်မှုပေါ့တန်ဃာတွေအားလုံးကိုရည်ညွှန်းတာဆိုဒီတန်ဃာတွေထဲမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေဆိုတာပါလာတတ်တယ်။တော့ကိုယ်ကရည်ညွှန်းလိုက်တာလဲတန်ဃာလို့ဆိုတော့ပို့ပြီးတော့ကိုယ့်ရဲ့ကုသိုလ်နယ်ပယ်ကြီးဟာပိုးကျယ်သွားတယ်။ပုဂ္ဂလိကဒါနကြကုသိုလ်နယ်ပယ်ကကျဉ်းမြောင်းတယ်လို့ဒီလိုပြောရမှာပေါ့နော်။တဝူးတွေကိုအာယုံစိုက်တာ။တချို့နေရာဆိုရင်မြတ်စွာဘုရားကပုဂ္ဂိုလ်တူဦးတဲ့ကိုကြီးညိုတာကိုဒီဖြစ်ပေါ်လာနိုင်တဲ့ပုဂ္ဂိုလ်တူဦးတဲ့ကိုကြီးညိုလို့ရှင်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကိုပြောဟောထားတာတွေရှိတယ်ပေါ့ပုဂ္ဂလပတာရလို့ခေါ်တာပေါ့ပုဂ္ဂိုလ်တူဦးတဲ့ကိုကြီးညိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ကတိမ်ရင်ဖောက်ပြန်တာမျိုးဖြစ်လာတဲ့အခါမှာသူ့ရဲ့အမှုချင်းနောက်ကိုယ်ကလိုက်သွားတတ်လို့ရှင်ဒုက္ခရောက်တတ်တယ်အဲ့ဒါကြောင့်မလို့ပုဂ္ဂလပတာရဆိုတာရွေးချယ်ဖို့တော့လိုတယ်မကြီးညိုဘူးလို့ပြောတာမဟုတ်ဘူးเนาะဒီစကားပုဂ္ဂိုလ်တူတယောက်တည်းကြီးညိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုဆိုပါတော့သူ့ရဲ့ကိုယ်ကျင့်တရားအရတန်ဃာတွေကအရေးယူတယ်ဆိုရင်တန်ဃာတွေကိုသွားပြစ်မှားပြီးဒီပုဂ္ဂိုလ်ကိုအလေးထားတဲ့အတွက်ကြောင့်တန်ဃာတွေကိုသွားပြစ်မှားလို့ရှိရင်ကိုယ်မှာဒုက္ခရောက်တတ်တယ်ဆိုတဲ့အပြစ်မျိုးတွေရှိတတ်တယ်ပေါ့မကြည်ညိုဘူးလို့ပြောတာမဟုတ်ဘူးဥပမာမဲ့အနာရဘိန်တထေးကြီးဟာတန်ဃာတွေထဲမှာဆိုရင်ရှင်သာရိပုတ္တရာကိုအကြည်ညိုဆုံးပဲသူကလူဆိုတာတုံးနဲ့တူမတူကြဘူးပေါ့နော်ကြည်ညိုတယ်ဆိုတဲ့နေရာမှာဘဝပါရမီရည်ဆက်ဆိုတာလည်းပါရသေးတယ်တချို့ဆိုလို့ရှိရင်ဖះတဲ့ပိုးကြည်ညိုတဲ့ပုံစံမျိုးတောင်ပေါက်တယ်ပေါ့နော်တခါတော့ကဆိုလို့ရှိရင်ကလေးတွေ900မုံနှောင်းကြီးတွေထမ်းလာပြီးတော့ပျော်ပွဲစားထွက်လာကြတာမုံတွေအပြည့်မုံတွေတဲပြီးတော့ပျော်ပွဲစားထွက်လာကြဖ
ရားနဲ့တန်ဃာတွေတွေ့တဲ့အခါမှာမုံနှောင်းတွေချပြီးကြောတာကြောလိုက်တယ်ဘယ်သူမှလှူခြင်းတဲ့စိတ်မပေါက်ကြမလှူကြဘူးဆိုပါစို့သူတို့လမ်းသူတို့ဖြတ်ကျော်ပြီးတော့သွားကြနောက်ကနေတပါးလေးကြွလာတဲ့အရှင်မဂ္ဂတ္တဗကြီးတွေ့တဲ့အခါကျတော့အလုံးမုံနှောင်းတွေချပြီးရှင်မဂ္ဂတ္တဗကြီးကျတော့လှူချတယ်အဲ့တော့ဘုရားတော်ကမလှူဘူးရှင်မဂ္ဂတ္တဗနဲ့တွေ့မှလှူတယ်ဆိုတော့ရှင်မဂ္ဂတ္တဗကိုသူတို့ပို့ပြီးတော့တရားဖြစ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ပြောဒါလည်းရှိတာအဲ့ဒီမှာမြတ်စွာဘုရားကြတော့ဘုရားမို့ဆိုတာမဟုတ်ဘူးလူရဲ့စိတ်ဓာတ်ဆိုတာနော်မြတ်စွာဘုရားကြတော့ဘလောက်စိတ်ကောင်းတယ်ဆိုတာကြည့်တမန်ပုဂ္ဂိုလ်တွေကဟိုခေါင်းဆောင်ဖြစ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ကိုကြော်ပြီးသူများလှုပ်တာမကြိုက်တတ်ကြဘူးလူတွေတော်တော်များများလေလူတွေရဲ့စိတ်ဟာတစ်မျိုးပဲဒီဖွဲ့စည်းမှာငါခေါင်းဆောင်သို့မဟုတ်ဒီနေရာမှာငါခေါင်းဆောင်ကိုယ့်သူ့ကြော်လို့ရင်မကြိုက်တဲ့လူတွေအများကြီးပဲကြိုက်တဲ့လူခန္ဓာနဲ့ပါမြတ်စွာဘုရားကြတော့ကြည့်လေဘုရားတန်ဃာတွေကိုကြော်ပြီးတော့ရှင်မဂ္ဂတ္တဗလှူတာဘုရားသိတယ်ရှင်မဂ္ဂတ္တဗဆိုယဟန်တွေကိုခဏဆိုင်ခိုင်းထားတယ်နောက်ကမုံနှောင်းနေလှူလိုက်မယ်ခဏတပင်ရိတ်ကနေခဏစောင့်ပေးတယ်မြတ်စွာဘုရားစောင့်ပေးတော့ဟောရှင်မဂ္ဂတ္တဗနဲ့တွေ့တဲ့အခါမုံတွေအကုန်လုံးချပြီးတော့လှူတယ်ရှင်မဂ္ဂတ္တဗကခေါ်လာတယ်လာကြရှေ့နားမှာဘုရားရှိတယ်ဘုရားသွားလှူကြမယ်ဘုရားကငါနဲ့တွေ့တော့ကတော့မလှူဘူးခုမှလာမလှူနဲ့လို့မပြောဘူးဟုတ်လားမြတ်စွာဘုရားမှာအိတ်တာတို့မစ္စရိယတို့ဆိုတာအစွန်းအတွက်ကလေးတောင်မရှိဘူး။ကျန်တဲ့ပုဂ္ဂိုလ်တွေမှာအစွန်းအတွက်ကလေးရှိတတ်သေးတယ်တဲ့။ယဟန္တာဖြစ်သွားတာတော့အစွန်းဆိုတာအရိပ်ရောင်လေးကိုပြောတာ။အရိပ်ရောင်ဆိုတာဝါဒနာကိုပြောတာ။နော်။ဝါဒနာရဲ့အဓိပ္ပာယ်နားလည်ခြင်းလို့ရှင်အရက်ပလင်းထဲမှာအရက်ထည့်ထားတဲ့အရက်ပလင်းကိုအရက်တွေကုံအောင်သွန်ပြစ်လိုက်လေအနံ့လေးတော့ကျန်သေးတယ်ဆိုတာယဟန္တာပုဂ္ဂိုလ်တွေမှာကိလေသာတွေကုံအောင်ပယ်တတ်လိုက်ပေမဲ့လို့အနံ့အသက်ကလေးနည်းနည်းကျန်နေတတ်တယ်မြတ်စွာဘုရားကြတော့အဲ့ဒီအနံ့အသက်ပါမကျန်တာဒါကြောင့်မို့ဝါဒနာနဲ့တကွာကိလေသာကိုပယ်တယ်ဆိုတာဘုရားတစ်ပါးပဲရှိတယ်ဒါကြောင့်မို့ဘုရားကြတော့လုံးဝကြီးညိုစရာကောင်းတဲ့အနေထားလုံးဝဖြူစင်တယ်လုံးဝစင်ကြယ်တယ်ဆိုတဲ့အနေထားမျိုးရောက်တယ်အနတ်သက်တောင်မကြံတော့အောင်ကိလေသာတွေရဲ့အစွန်းတွက်တွေဟာအနတ်သက်တောင်မကြံဘူးတဲ့မြတ်စွာဘုရားကြတော့ကြံတဲ့ပုဂ္ဂိုလ်တွေကြတော့ဇယိုက်ကလေးတွေအနတ်အသက်ကလေးတွေရှိနေသေးတယ်အကျင့်ဇယိုက်ကလေးတွေကယဟန္တာပုဂ္ဂိုလ်ဖြစ်တောင်မှပဲအဲ့ဒီဇယိုက်ဆိုးလေးတွေကပါနေသေးတယ်သို့တော့စိတ်ကတော့စင်ကြယ်သွားပြီသူတို့intentionally action တော့မဟုတ်တော့ဘူးဒီလိုဆိုလို့တာလုကနေပါဇက်ကနှုတ်ကြိုးနေလို့ပြောခြင်းပြောလိုက်မယ်ယန္တာကြီးတစ်ပါးဆိုရှင်ပိလိန်နာဝိဇ္ဇာလို့ခေါ်တယ်ရှင်ပိလိန်နာဝိဇ္ဇာဆိုတာလူဘဝတုန်းကသူကဝိဇ္ဇတူကြီးခန္ဓာရီဝိဇ္ဇာလိုင်းကိုလိုက်တာဖို့ထိုးတာတော့မဟုတ်ဘူးမန္တန်နဲ့လုံးတာသူကဘလောက်အစွမ်းတကူထက်သွားတော့ဆိုခန္ဓာရီဝိဇ္ဇာကသူများစိတ်ကိုဖတ်နိုင်တယ်သူများစိတ်ကိုသိတယ်သူများစိတ်သိတာကိုအင်္ဂလိပ်လိုကြတော့ to read thought လို့ပြန်သူများရဲ့ the others thought သူများအတွေးကိုဖတ်နိုင်တယ်မင်းဘာတွေတွေးနေမဟုတ်လားဒီလာတော့မင်းဘာတွေကြားနေလားမဟုတ်လားလမ်းတော့ကအခုဘာတွေတွေးနေတာတုံးဆိုတာသူဖတ်နိုင်အဲ့လိုသူများစိတ်ကိုသိတယ်အဲ့ဒီသိနိုင်တဲ့အတတ်ပညာသူမှရှိတယ်နောက်တစ်ခုကဘာလို့ဆိုသူလိုအပ်လို့ရှိရင်ကောင်းကင်ကိုပြန်နိုင်တယ်သူကဖြတ်ခနဲ့ပျောက်ပြီးတော့ကောင်းကင်ကသွားလို့ရတယ်အဲ့ဒီအစွမ်းတကူနှစ်ခုအဲ့ဒီဝိဇ္ဇာတို့ကြီးကရထားတာမြတ်စွာဘုရားကြွလာတဲ့အခါကျတော့သူ့ရဲ့အတတ်ပညာတွေအသုံးချလို့မရတော့ဘုရားရဲ့နယ်မြေတွေလည်းရောက်လာရောသူများစိတ်လည်းသူမသိတော့ဘူးသူ့အတတ်ပညာတွေဟာမဆူရောက်တော့ဘူးမထိရောက်တော့ဘူးလို့ဆိုလို့တယ်လောကီဆိုတာဒီတိုင်းပဲသူကကန့်တတ်ရှိတယ်လောကီပညာရဟာကန့်တတ်ရှိတယ်နေရာတိုင်းမှာအစမ်းထွက်လို့မရဘူးဒီမြတ်မပြောနဲ့ဇံဘိညာဉ်တောင်မှပဲကိလေသာတွေကလွှမ်းမိုးတတ်တဲ့တစ်ခါ
ရသေးကြီးဇန်လျှောတဲ့ဆိုကြားဖို့မှာပေါ့နော်အဲ့ဒါသူဇန်တကူနဲ့နေပြီမဲ့လို့ကိလေသာရဲ့ဆွမ်းအားကိုသူမတားနိုင်ဘူးမတားနိုင်တဲ့အတွက်ကြောင့်ရင်ထဲကကိလေသာထွက်လာတာနဲ့ဇန်လျှောကြသွားနော်အဲ့တော့မလျှောနိုင်တာမပြတ်တာတော့လောကုတ္တရာကြမှာပဲတဲ့လောကုတ္တရာမက်ဖို့ရရင်မလျှောတော့ဘူးမပြတ်တော့လျှောရင်ပြတ်ရင်လောကုတ္တရာမဟုတ်ဘူးပဲမှတ်တာတခါတော့ငယ်ငယ်တုန်းကသတင်းစာတွေမှာဖတ်လိုက်တယ်တညင်ဘက်မှာယဟန္တာပူဇော်ပွဲဆိုပြီးကြေညာဟုတ်ငယ်ငယ်တုန်းကပါမမှတ်မိတဲ့လူပါတယ်တီးလိုက်တဲ့လူပါကြမပါမှာဒီထဲမှာတော့ယဟန္တာပူဇော်ပွဲလုပ်တယ်မျိုးသမီးတွေလည်းပါတယ်မျိုးသားတွေလည်းပါတယ်နောက်တော့အဲ့ဒီယဟန္တာတွေကလူထွက်အိမ်အောင်ကြကုန်ရှောကုန်နော်အဲ့ဒါမျိုးတွေလည်းရှိတတ်တယ်အဲ့တော့မဟုတ်ဘူးဆိုရင်တော့ရှောမှာပဲဟုတ်မှမခိုင်ပါသေးဘူးပေါ့လောကီကတော့ဖြစ်ချင်းဖြစ်နိုင်တာပေါ့နော်အဲ့တော့ခုနကဝိဇ္ဇာကြီးဟာသူ့တတ်ပညာတွေအသုံးချလို့မရတော့ဘူးအဲ့တော့သူကကြားဘူးတယ်မဟာကန္တာရီဝိဇ္ဇာတူရဲ့နယ်မြေမှာသုလကန္တာရီဝိဇ္ဇာအစွမ်းမထက်တော့ဘူးအရှုံးပေးရမယ်ဆိုသူသိတော့ဂေါရမဘုရားဟာမဟာကန္တာရီဝိဇ္ဇာကြီးနေမှာပဲသူစီကပညာသင်မယ်ဆိုတဲ့ရွယ်ချက်နဲ့သာသနာပေါင်းဝင်လာမြတ်စွာဘုရားကမ္မထာနီးပြပေးပြီးတော့တရားထုတ်ခိုင်းလိုက်တော့သူယန္တာဖြစ်သွားတယ်အဲ့ဒီပိလိန်နာဝိဇ္ဇယန္တာကြီးဆိုတာအစွမ်းတကူအမတန်မှထက်တယ်လူဘဝတုန်းကဝိဇ္ဇာတူကြီးသူကနှုတ်ကြိုးနေတာတခုသူ့မှာပါလူမြင်လို့ရှိရင်ပါပိမဆိုတဲ့စကားလုံးကိုသုံးတယ်ပါပိမဆိုတာမြတ်စွာဘုရားကမကောင်းတာလုပ်သူလို့အဓိပ္ပာယ်ရတယ်ပေါ့သူယုံမှာပေါ့ပါပိမမကောင်းမှုရှိသူကိုပါပိမမကောင်းတာတွေလုပ်တဲ့လူဆိုးလို့ခေါ်တာပေါ့ခုခေတ်လည်းချစ်စနိုးခေါ်တာရှိတယ်လူဆိုးနဲ့ဟုတ်လားအဲ့ဒါလို့သူကလည်းနှုတ်ကြိုးနေတဲ့အခါကျတော့လူဆိုးလူယုံမှာနဲ့ခေါ်လေးရှိတတ်တယ်ဟိုယန္တာတွေနှုတ်ကြိုးတတ်တဲ့အကြောင်းပြောပြတာနော်အဲ့တော့ဒါကိုစနမူနာယူပြီးတော့ကိုယ့်ဘဝမှာမကောင်းတဲ့နှုတ်တွေကျိုးမနေအောင်ပြင်ဖို့လိုတာပေါ့နှုတ်မကျိုးစိန်နဲ့ကျိုးနေရင်ခုဘဝတည်းပြင်မပြင်လို့ရှိရင်တန်တရားပါနှုတ်ကျိုးသွားလိမ့်မယ်နော်ဇေယိုက်ဆိုးတွေနဲ့နှုတ်မကျိုးစိန်နဲ့နှုတ်လည်းမကျိုးစိန်နဲ့အမူအရာလည်းမကျိုးစိန်နဲ့အမူအရာကျိုးနှုတ်ကျိုးသွားလို့ရှိရင်သွားပြီအဲ့ဒါယန္တာဖြစ်တဲ့ဘဝတောင်မှလူဆိုးဆိုတဲ့အသုံးကမဖြောက်နိုင်တော့မြတ်စွာဘုရားကြတော့အဲ့လိုနှုတ်ကြိုးတာမရှိဘူးစကားတစ်ခုပြောပြီဆိုလို့ရှိရင်တပ္ပံဝစီကမ္မံကာယပုပ္ပင်ကမံညာနာပုပ္ပင်ကမံညာနာနုပရိဝတ္တံမြတ်စွာဘုရားစကားပြောမယ်ဆိုရင်ဘုရားရဲ့ပါဇက်ကလွတ်ခနဲ့ထွက်သွားတာမရှိဘူးဒီစကားပြောသင့်လို့ပြောတာဟောပြန်ပြင်เสียရလည်းမရှိဘူးမြတ်စွာဘုရားစကားပြောပြီးမှပြန်ပြင်တယ်လို့ဆိုတဲ့လူဟာဒါကဟိုအမှတ်တမဲ့ပြောလို့ပြီးမှမှားမှန်းသိလို့ပြင်တာလေမြတ်စွာဘုရားမှာစကားမှားလို့ပြန်ပြင်ရတယ်ဆိုတာမရှိဘူးမရှိဘူးအဲ့တော့ဒါလဲကိုယ်တိုင်ကဟိုတိတိကြီးမမှားမိအောင်တော့ကြိုးစားရမှာပဲဘုရားလည်းဒီလိုပါရမီဖြည့်ပြီးကြိုးစားလာလို့နောက်ဆုံးမှာဟိုကိုထွက်တဲ့စကားလုံးဟာအမှားမရှိဘူးရှင်ရာဟုလသားတော်ရာဟုလလေးကိုဆုံးမတဲ့ဟာပြောတော့မယ်ဆိုရင်မပြောမီကစဉ်းစားပြောနေတုန်းစဉ်းစားပြောပြီးစဉ်းစားဘယ်တော့မှမမှားတဲ့နော်အဲ့ဒီလေးကျင့်လေးလှုပ်ထားလို့ရှင်အတော်အသင့်တော့ကိုပြောတဲ့စကားအမှားရှိချင်မှရှိစဉ်းစားဆိုတာဘာနဲ့စဉ်းစားငါပြောမဲ့စကားဒီငါ့ကိုထိခိုက်သလားဘယ်သူထိခိုက်တယ်လဲပတ်ဝန်းကျင်ကိုထိခိုက်သလားကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတာလားဆိုးကျိုးကိုဖြစ်စေတာလားဆိုတဲ့အတွေးလေးနဲ့စဉ်းစားပေးတဲ့အဲ့ဒီစံနဲ့စဉ်းစားလိုက်လို့ကိုပြောတဲ့စကားဟာမပြောခင်ကစဉ်းစားတဲ့တခါစဉ်းစားမယ်ပြောနေတုန်းလဲစဉ်းစားထပ်ပြီးတော့ပြောပြီးတော့လဲထပ်စဉ်းစားတဲ့အဲ့ဒီလို၃ချိန်၃ခါစကားအရာမှာ
စဉ်းစားမှုတွေလွှမ်းခြုံထားမယ်ဆိုရင်အမှားဆိုမထွက်တော့ဘူးပေါ့အဲ့ဒီနီးနဲ့နှုတ်မကျိုးအောင်လက်မကျိုးအောင်ပြင်ဆင်ထားဖို့လိုအပ်တာပေါ့နော်ကုသိုလ်ကောင်းမှုဆိုတာတခါတည်းတတိထားစရာလေးတွေအများကြီးရှိတယ်အများကြီးထားရှိတယ်အကုသိုလ်မှအကျိုးပေးတာမဟုတ်ဘူးတခါကြတော့အကုသိုလ်လို့မပြောတော့တဲ့ဟာကလည်းဝင်အကျိုးပေးရင်ပေးနေတတ်တယ်အဲ့ဒါလေးကိုတတိယလို့ပြောအောင်မယ်နော်စာအုပ်လေးတစ်အုပ်ဖတ်ဖူးတဲ့ထဲမှာလူတယောက်ဟာနားမကြဘူးတဲ့နားလေးနေတယ်ဘာဖြစ်လို့ဒီလူဒီယောဂဖြစ်တာဘာဖြစ်လို့ဒီနာယောဂဖြစ်ရတယ်လဲလို့ဆိုဟိုဘဝတုန်းကတဲ့အလှခံလာတာကိုမကြားကြအောင်ဆောင်းနေလို့ဖြစ်တာလေကဲအဲ့တော့မကြားကြအောင်လည်းမဆောင်းနဲ့အဲ့ဒါလေဒီတိုင်းဆိုလို့ရှိရင်မကြားကြအောင်မဆောင်းနဲ့ကိုလူနေတဲ့လောက်လေးနည်းနည်းလေးဖြစ်လှူလိုက်မကြားကြအောင်တော့မဆောင်းနဲ့နားလေးတတ်တယ်တဲ့အဲ့ဘုရားဟောတာတော့မဟုတ်ဘူး many mention ဆိုတဲ့ဘုဒ္ဓဖတ်ချင်တော့မာပြေမှာအဲ့စာအုပ်ရှိမရှိတော့မသိဘူး many mention ဆိုစာအုပ်အင်္ဂလိပ်လိုချမ်းမြေ့ဆရာတော်ကြီးကတမလွန်ဘဝပြဿနာဆိုပြီးတော့ရေးထားတဲ့စာအုပ်လေးတော့ရှိတယ်အဲ့စာအုပ်လေးကိုဖတ်ကြည့်ချမ်းမြေ့ဆရာတော်ကြီးဘာသာပြန်ထားတာအခါ KC ဆိုတဲ့ရင်းစာဆရာတူရေးတဲ့အဲ့စာအုပ်ကိုဖတ်ကြည့်လိုက်လို့ရှိရင်ကံအကြောင်းတွေတွေ့လိမ့်မယ်သူတို့ကကံယုံတဲ့လူတွေမဟုတ်ဘူးအိမ်မွေ့ချပြီးတော့ယောဂကုတာအဲ့ဒီအိမ်မွေ့ချထားတဲ့အချိန်မှာသူ့ပါဇက်ကမြင်တာတွေပြောတာသူ့စိတ်ထဲမှာပေါ်တာတွေပြောတာတိလို့ပြောတာမဟုတ်ဘူးသူကအိမ်မွေ့ချထားတဲ့အချိန်တွင်းမှာဘေးကလူကမေးတာဒီလူဘာကြောင့်ဒီယောဂဖြစ်တာတုံးဆိုသူပြောတာဒီချိန်တော့တဲ့အလူကလာတာမကြားချင်အောင်ဆောင်းနေတယ်ဖြစ်တယ်အဲ့တော့ဘုံဘုံဒီဟာအတိတ်ပဲရှိရလားအကုသိုလ်မဟုတ်ဘဲနဲ့အကျိုးပေးတာဖြစ်နိုင်လားလို့ဆိုတော့တုတ်မြတ်စွာဘုရားဟောတဲ့တုတ်တန်တစ်ခုရှိတယ်ဝနိစ္စတုတ်လို့ခေါ်တယ်အဲ့တုတ်ကိုကြည့်ရင်တော့သူပြောတာဖြစ်နိုင်နေတယ်နော်ဝနိစ္စတုတ်မှာရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုမေးလျှောက်တာကိုရောင်းကုန်ဝယ်ကိစ္စတွေနဲ့ပတ်သက်တယ်ပေါ့မင်္ဂလာဈေးဆိုအယောင်းဝယ်လုပ်နေတာအဲ့ဒါတတိထားစရာပေါ့နော်အယောင်းဝယ်လုပ်တာတဲ့ဒီပစ္စည်းပဲရောင်းတယ်ဆေးဆိုဆေးပေါ့ဒီပစ္စည်းကိုရောင်းဝယ်လုပ်တယ်တဲ့အဲ့လိုအယောင်းဝယ်လုပ်တဲ့အခါမှာ၄မျိုး၄စားကွဲသွားတယ်တဲ့တယောက်ကအယောင်းဝယ်လုပ်ရှုံးပေါ်တယ်နော်ဒီပစ္စည်းရောင်းတာတဦးကအရှုံးပေါ်တယ်ဖရားတဲ့နောက်တဦးကတော့ထင်တယ်လို့မရဘူးတဲ့မမြတ်ဘူးတဲ့ထင်တယ်လို့မဖြစ်လာဘူးတဲ့မျောထားတာတဲ့မဖြစ်ဘူးတဲ့နောက်တစ်ယောက်ကျတော့မှန်းထားတဲ့အတိုင်းရတယ်တဲ့ဟိုနောက်တစ်ယောက်ကျတော့မှန်းထားတဲ့ပိုရတယ်ဗျာဒီပစ္စည်းတစ်ခုတည်းကိုရောင်းဝယ်လုပ်တယ်နော်အဲ့ဒါလို့ပစ္စည်းတစ်မျိုးတည်းမှာအယောင်းဝယ်လုပ်တာလူ၄ယောက်ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်လဲပစ္စုပန်အကြောင်းတော့ရှိရင်ရှိပဲမြတ်စွာဘုရားပစ္စုပန်အကြောင်းကိုမဖြေဘူးကံနဲ့ဆက်ဆက်ပြီးရှင်သာရိပုတ္တရာကိုဖြေတာအဲ့ဒါအင်္ဂုတ္တရနိကာယမှာဝနိစ္စတုတ်ဝနိစ္စဆိုတာကုံသွယ်မှုဆိုတဲ့အဓိပ္ပာယ်ရကုံရောင်းကုံဝယ်မှုအဲ့မှာဖြေထားတာတွေသတိထားစရာလေးပေါ့ပုဂ္ဂိုလ်တရားဟာဒီကုန်ပစ္စည်းကိုရောင်းနေတဲ့ပြက်တယ်ရှုံးတယ်ဘာဖြစ်လို့လဲသူဟာတဲ့တဏှာကျင်လည်ခဲ့တော့တူကိုချင်းကပ်ပြီးတော့ရှင်ဘုရားလိုရာရှိမင်းရှိပါဆိုဖိတ်ကြားတယ်တဲ့ဖိတ်ကြားပြီးတော့လိုတဲ့အခါကျတော့မလှူဘူးတဲ့အဲ့လိုမလှူလို့ဖြစ်တာတဲ့ခုနမကြားကြအောင်ဆောင်းတာလို့ဖြစ်တယ်ဒါမလှူတာအကုသိုလ်တော့မဟုတ်ဘူးနော်ဟိုကံတရားဆန်းနေဆိုတဲ့အကြောင်းပြောတာကိုလုံးတာဟာဟိုအကောင်းအဆိုးဆိုတာအကုန်တွက်လို့မရဘူးနော်အကုသိုလ်ဖြစ်မှလို့မဟုတ်ဘူးဒီဟာလဲဒီကံကကြည့်မဖြည့်စည်းဘူးကိုပြောတဲ့အတိုင်းလွဲမှားတယ်ဖြည့်စည်းမှုမလုပ်ဘူးလို့ဒါကြောင့်မို့လို့ဒါဖျားဖြည့်ထားတဲ့စကားတော့အမေးဖြည့်ပါမြတ်စွာဘုရားကိုယ်တိုင်ဖြည့်ထားတာသူဟာတဲ့ကုံသွယ်လုပ်ငန်းလုပ်တဲ့အခါကျတော့တဲ့သူဟာပျက်စီးတယ်မအောင်မြင်ဘူးတဲ့ဘာဖြစ်လို့တော့သူဂတိအတိုင်းမတည်ခဲ့ဘူးပေါ့ဒါတခုနောက်တစ်ယောက်ကျတော့သူလည်းဒီလိုပဲတဲ့ဖိတ်မှန်ထားတယ်
သို့တော့ယထာဒိဋ္ဌာယလိုသလောက်ကို तू ကမဖြည့်စေဘူးတဲ့ဒါကြောင့်မို့ तू ထင်သလောက်မရဘူးတဲ့အမြတ်ဒီဆက်ဆက်နေပုံလေးတွေကိုပြောတာလူဆိုတော့ကံနဲ့ယူပဲဆိုတော့မှတ်နေဒီဟာတကယ်ကနောက်တစ်ယောက်ကြတော့လိုတဲ့အတိုင်းဖြစ်တယ်ဆိုတာ तू ကသူဝန်ခံထားတဲ့အတိုင်းလိုသလောက် तू ကဖြစ်စေလှူဒန်းတယ်တဲ့ဒါကြောင့်မို့ तू လိုတဲ့အတိုင်းရတယ်နောက်တစ်ယောက်ကြတော့လိုတာတဲ့ပို့ပြီးတော့ तू ကဖြစ်စေလှူဒန်းတယ်တဲ့ဒါကြောင့်မို့လို့လိုတာတဲ့ပို့ရတယ်ဆိုဟောတကယ်တော့လည်းစဉ်းစားကြည့်ရင်ဒီ၄ယောက်ဟာဘယ်လိုလုပ်တူတူဖြစ်နိုင်ပါမလို့မဖြစ်နိုင်ဘူးလေသူတို့လူတွေရဲ့ဒီ၄ယောက်ရဲ့လောက်ရကြံတူမှမတူတာတယောက်ကလုံးဝဂတိပြတ်တယ်တယောက်ကဂတိရဲ့တဝက်လောက်ပဲလုပ်တယ်တယောက်ကြတော့ဂတိအတိုင်းလုပ်တယ်ဟိုတယောက်ကြတော့ဂတိပေးတာတဲ့ပို့လုပ်တယ်ဆိုဒီ၄ယောက်ကိုအတူထားမယ်ဆိုရင်လည်းနှစ်ထင်းကားကြနမငါကြဖြစ်တော့မှာပေါ့အဲ့တော့ကံတရားဆိုတော့မတူဘူးဆိုတာလေးကိုတော့တတိထားเสียလေးကိုပြောပြတာเนาะအဲ့တော့ဒီဘဝမှာလုပ်เสียတွေအများကြီးရှိတယ်ကုသိုလ်ကောင်းမှုလုပ်ကြတာလည်းမှန်တယ်လုပ်တယ်အရေးကြီးတာကုသိုလ်ကောင်းမှုလည်းလုပ်ဇေယျဆိုးတွေလည်းပြင်နှုတ်မကြိုးစေနဲ့เนาะနှုတ်မကြိုးစေနဲ့ကိုယ်အမှုရာတွေအချိုးလေးကြပါစေပေါ့နောက်ဆုံးမျက်နှာအမူအရာစပြီးတော့ဟိုပြုံးမရရည်မရတဲ့မျက်နှာရှစ်ခေါက်ချိုးခေါ်တာလားမသိဘူးအဲ့ဒါမျိုးတွေလည်းမဖြစ်အောင်တချို့ကြတော့တကယ်ကိုဘလို့မပြုံးမရတဲ့မျက်နှာရှိသေးတယ်ဇီးခွက်မျက်နှာတို့ကြဘယ်ပြုံးရနော်ဘလို့မပြုံးမရတဲ့မျက်နှာမျိုးအဲ့ဒါမျိုးမဖြစ်အောင်နော်မေတ္တာနှလုံးသားနဲ့သူများကိုအကျိုးစီးပွားလိုလားတဲ့စိတ်လေးမွေးတာပတ်စံလည်းမကုန်ဘူးနော်ကုန်ကြစိတ်ပါမရှိကုသိုလ်တရားကြတော့ကြီးမားတယ်သူကမေတ္တာထားနိုင်လို့ရှိရင်အများကြီးကြီးမားအဲ့ဒီစိတ်လေးတောင်မထားနိုင်ဘူးဆိုလို့ရှိရင်ဖြစ်ရဘဝမှာအတွန့်နေအတက်တွေမျက်နှာမှာပေါ်နေမှာပဲအဲ့ဒါသူကအတွန့်တက်များတာစိတ်ထဲကအတွန့်တက်များရင်မျက်နှာမှာလည်းအတွန့်တက်တွေဖြစ်ကုန်မှာပဲချောပြေမှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမဟာ mind center တည်ခြင်းလို့ခေါ်တယ်စိတ်ကိုဗဟိုပြုပြီးဆုံးမတာအဲ့ဒါကိုတတိထားဖို့လို့အရာရာကိုစိတ်ဓာတ်နဲ့တိုင်းတာတာဒါကြောင့်မို့စိတ်ကောင်းနှလုံးကောင်းတို့လူစိတ်တို့ဆိုတာမွေးမြူရမှာဒါအရေးကြီးဆုံးပဲဘယ်သူပေါ်ဖြစ်ဖြစ်စိတ်ကောင်းနှလုံးကောင်းထားလူတွေကစိတ်ကောင်းနှလုံးကောင်းထားရင်ကိုကအရှုံးပေးတယ်လို့ထင်နေကြတယ်အဲ့ဒါကိုကအထင်မှားနေတယ်မိစ္ဆာဒိဋ္ဌိပဲအဲ့ဒါနော်အဲ့ဒီမိစ္ဆာဒိဋ္ဌိကိုအကြောင်းပြုပြီးမိစ္ဆာဒိဋ္ဌိဆိုတာမှားတဲ့အမြင်ကိုပြောတာနာမည်ကြီးကြည့်လိုက်တော့ကြောက်เสียကြီးမိစ္ဆာဒိဋ္ဌိခေါ်ခံရတယ်လို့ကြိုက်ချင်မှကြိုက်မှာမိစ္ဆာဒိဋ္ဌိဆိုတာအမှန်မမြင်မဲနဲ့မှားတာကိုမြင်နေရင်မိစ္ဆာဒိဋ္ဌိပဲလေဘယ်ကိစ္စပဲဖြစ်ဖြစ်အယာထာဝဒိဋ္ဌိမမှန်မကန်မြင်နေတာအဲ့ဒီမမှန်မကန်အမှန်ကိုမမှန်မြင်လို့ရှိရင်မိစ္ဆာယူဝါဒပဲဘုရားဟောတဲ့အဓိပ္ပာယ်ကမိစ္ဆာဒိဋ္ဌိဆိုတာအဲ့ဒါပြောတာနော်အဲ့တော့မှန်မှန်ကန်ကန်မြင်ပြီးတော့ကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ပြီးကိုယ့်ကိုယ်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နိုင်ဖို့မြတ်စွာဘုရားရဲ့အဆုံးအမရတဲ့ဘဝဆိုတာရဖို့ရအခုလိုသာသနာနဲ့ကြုံတဲ့အခါမှသာရတာလေရဖို့ဆိုမတမခရင်နဲ့မမျောမှန်းနိုင်လောက်အောင်ခရင်တာနော်မမျောမှန်းနိုင်လောက်အောင်ခမတော်တဆရနေတာကိုအဟုတ်ကြီးထင်ပြီးတော့နေလို့ရှိရင်နော်အခါကောင်းတွေလွတ်သွားမှာပဲဒါသိချတယ်နောက်တစ်ချိန်ကျတော့အမှန်တရားဆိုတာသိခွင့်ရတာမဟုတ်ဘူးအခုတည်းမဲ့ဖျားပွင့်တဲ့အချိန်တော့တကယ်ကိုလက်တဆုပ်စာလူလေးတွေဒါအမှန်တရားကိုသိခွင့်ရတယ်ကံကောင်းလို့အမှန်တရားသိပဲကဘာမှာ10ဘုံတဘုံပြောမယ်ဆိုလို့ရှိရင်အသေးငယ်တဲ့အပြောက်အဆက်ကလေးကဘာလူသားတွေနဲ့အလွန်သေးငယ်တဲ့အပြောက်အဆက်ကလေးရတာဒီဖရာရဲ့အဆုံးအမကိုရကြတယ်ချီးမားတဲ့ဥယျာဉ်များပြားလာတဲ့လူသားတွေဟာဒီအဆုံးအမမရကြဘူးဆိုတာကိုသေချာလေးနဲ့စဉ်းစားကြည့်သူတို့ကဘယ်လိုအဆုံးအမတွေရတော့လုချနာလို့ဖရာရှိမှဒူးထောက်လိုက်လို့ရှိရင်အကုန်လုံးပြေးတယ်နော်တရိစ္ဆာန်ဆိုတာမိုးကြောပေးထားလို့ရှိရင်လူတွေတတ်စားလူတွေစားဖို့ဖန်ဆင်းပေးတာဆိုပဲအတွေးတွေနော်ဖရာကိုတတ်ပြီးတော့ပူဇော်တယ်ဆိုရင်အမြတ်ဆုံးပဲဆိုတဲ့အတွေးတွေဟာအတော်ကိုကြောက်စရာကောင်းတဲ့အတွေးတွေ
အဲ့ဒီအဆုံးမရထားပြီအဲ့ဒီအဆုံးမတိုင်းလိုက်နိုင်ရင်တော့တွေးဝန်းစရာတောင်မရှိဘူးဘဝဖြစ်တိုင်းဇက်ပြတ်သေးနေတာဒါအတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့လူတွေပဲဖြစ်မှာပဲနော်တခါတခါစဉ်းစားကြည့်မိတယ်လမ်းသွားတဲ့အခါမှာကြက်တွေခြေထောက်တွေစုချီပြီးတော့ဇောက်ထိုးဆွဲသွားတာအရှင်တွေပဲနော်ရှင်တွေပဲဒါပြုသူအတိတ်ဖြစ်သူအဟောင်းဆိုသူတို့ကတစ်ချိန်ကသူများကိုအဲ့ဒါလိုဆွဲခဲ့တာဖြစ်လောက်တယ်အခုသူတို့အလှဲ့ရောက်နေတုတ်အလှဲ့ဆိုတာလာတာပဲမရဘူးနော်အလှဲ့ဆိုတာမေကွန်းထုတ်တာကိုကောင်းတဲ့ဆိုင်နေမှာရေးတာဘယ်သူလှဲ့လဲဟေးဆိုနော်အဲ့တော့ကိုကကောင်းတာတွေကြီးလှုပ်လာလို့ရှင်ကောင်းတာတွေကကိုယ့်အလှဲ့ကြီးပဲဖြစ်ရမှာပေါ့မကောင်းတာလှုပ်လို့ရှင်တော့ကိုယ့်အလှဲ့လာလိမ့်မယ်ပေါ့ဒီလိုဆိုလို့တာတန်တရားရဲနေရင်တော့အလှဲ့ဆိုတာဘာတော့ဆိုလို့ရှင်ရေဝေသွားတဲ့အလှဲ့ပေါ့ဒါဟာပေါ့ရန်ကုန်ကဆိုရင်နော်ဘယ်သူလှဲ့လဲဟဲ့လို့မေးထားလို့ရှင်အဲ့ဒီအလှဲ့ပဲဥကျော်သူမောင်နဲ့ကားပေါ်စီးတာပေါ့ဘယ်သူလှဲ့လဲဟဲ့ဆိုတာအဲ့ဒီအလှဲ့မျိုးကကြောက်စရာမရှိဘူးကြောက်စရာမရှိဘူးတန်တရားထဲမှာနေဒါကြောက်ရမယ်ဟာလည်းမဟုတ်တော့မသိတဲ့လူတယောက်မှမရှိတာကြောက်ရမယ်အလှဲ့ဟာခုနကအကုသိုလ်တွေရဲ့အကျိုးခံစားရမယ်အလှဲ့ဟာကြောက်စရာကောင်းတဲ့အလှဲ့ပဲအဲ့ဒါကိုပြောတာပြုသူအတိတ်ဖြစ်သူအဟောင်းတဲ့ခံရတဲ့လူကအဟောင်းခံရတယ်လို့ပဲမှတ်လှုပ်တဲ့လူကဒါအတိတ်လှုပ်နေတာလာလိုက်မယ်ဘသူ့လှဲ့တော့သူ့လှဲ့ရောက်တော့တဖြည်းဖြည်းတော့အဲ့လိုအလှဲ့ဆိုတာရောက်လာမှာကိုယ့်လှဲ့သူ့လှဲ့ဆိုတာရှိတယ်လေအဲ့ဒါကြောင့်မို့လို့ဒီဘဝမှာဇေယိုက်ဆိုးတွေနှုတ်ချိုးနေတာတွေဒါတွေကိုဖယ်ရှားပြီးတော့အကောင်းဆုံးဖြစ်အောင်တို့တွေကြိုးစားရမယ်လို့ဒီလိုပြောတာနော်အဲ့တော့အခုလိုကုသိုလ်ကောင်းမှုအတူတကွပြုကြတယ်ပြုဖို့ပြုဘက်အနေနဲ့ကုသိုလ်ကောင်းမှုလုပ်တယ်လုပ်တဲ့အခါမှာဆန္ဒတွေကိုစုလိုက်တယ်တန်ဃာတွေဆွမ်းကပ်မယ်ဆိုတဲ့ဆန္ဒတိုင်ကဒါနအလှူမယ်လို့ဆိုတဲ့ဆန္ဒတွေကိုစုလိုက်ပြီးတော့အတူတကွလုပ်ကြတော့ဒီအချိန်မှာစေရနာတွေကတူတယ်စေရနာတူသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအတူတူအကျိုးပေးတတ်တယ်ပေါ့အဲ့ဒါလို့အတူတူအကျိုးပေးတဲ့ထဲမှာဆန္ဒဝီရိယစိတ်တဝိမာန်တလို့ဆိုတဲ့အဓိပတိတတ်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့ထူးချွန်သွားမှာပဲအဲ့ဒီဟာကအလတ်တန်းသားရှိတဲ့ပုဂ္ဂိုလ်ကအလတ်တန်းသားဖြစ်မှာပဲညံ့နေတဲ့ပုဂ္ဂိုလ်ကအညံ့ထဲမှာပါမှာသို့တော့ကတ်တော်ပါနေမှာပဲဒီစေရနာဓုအကျိုးပေးကြသည့်အတွက်ကြောင့်ဒါလည်းအတိတ်ဘဝတုန်းကကုသိုလ်ကောင်းမှုအတူတူလုပ်ခဲ့ကြသည့်အတွက်ကြောင့်မင်္ဂလာဈေးမှာဈေးအတူတူရောင်းကြတာနော်မွေးတာမင်္ဂလာဈေးမှာမွေးတာမဟုတ်တော့ဘူးဒီလူတွေမမွေးဘူးဒါပေမဲ့လာပြီးအလုံးလုံးတော့တူတူဖြစ်နေကြတယ်ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလည်းအခုတူတူလုပ်တော့နောက်ဘဝလည်းတူတူဖြစ်ကြအောင်ပါတူတူဖြစ်ဖို့သေချာနေတယ်အဲ့တော့မှတ်မိတာမမှတ်မိတာမမှတ်မိဖို့ကတော့များတာပေါ့နော်ဒီဇလန်းတွေကိုဖတ်တဲ့အခါမှာတာမန်မဖတ်ဖဲနဲ့ကြည့်ပေါ့စိတ်ထဲမှာတွေးပြီးကြည့်ဘိက္ခုနီဝတ်လာတဲ့ပထမဆုံးသာသနာမှာဘိက္ခုနီဝတ်ခွင့်ရတာမိတွေတော့ခေါ်ရမိသူနဲ့အတူပါလာတာတာဂီဝင်မိဖုရား900သူတို့အမျိုးသားတွေကအရင်သင်္ကန်းဝတ်သွားတယ်အဲ့တော့သူတို့900မိတွေတော့ခေါ်ရမိမှုဆောင်တဲ့900ဟိုကုသကောင်းမှုလုပ်တော့ကလည်းသူတို့ထူထူလှုပ်လာကြတာအလုတ်အကင်တူတူလှုပ်ကြတာအဲ့ဒီတော့လှုပ်ပြီးကုသိုလ်လုပ်တော့ကလည်းတူတူလှုပ်ခဲ့ကြတာတူတူလှုပ်လို့ဒီဘဝကြတော့လည်းတူတူဖြစ်တယ်အမှန်တော့သူတို့တအိမ်တောင်စီနေကြတာနဲ့ကွာဟောပေါင်းမိသွားပြီးဘိက္ခုနီဝတ်တဲ့အခါကျတော့တူတူဖြစ်သွားကြကပရိနိဗ္ဗာန်ဆန်တော့လေသူတို့တူတူလောက်နေဖြစ်သွားတယ်နဲ့တူတယ်အဲ့ဒီဘိက္ခုနီတွေဟာဆိုလိုတာကတန်မြာခရီးသွားလဲအတူတူကုသိုလ်ကောင်းမှုလုပ်ဖို့လုပ်ဖက်တွေဟာအတူတူပဲစုံညီဆန်ညီဖြစ်တတ်တယ်ဘာဖြစ်လို့ဒီလိုတူရလဲဆိုတော့ခုနကစေရနာတူဆန္ဒတူပေါင်းစုပြီးတော့ကုသိုလ်တစ်ခုကိုဥတည်ပြီးလုပ်ကြလို့ဒါကြောင့်မို့တူကြတာတဲ့မကောင်းမှုလုပ်တဲ့လူတွေကလည်းအဲ့လိုတူတတ်တယ်တ
သာသဝေမင်းနေဝိတတုပါကနေကျူးကျော်ပြီးတော့တိုက်ခိုက်တဲ့စစ်ပွဲမှာအများကြီးအသက်ခံလိုက်ရအဲ့ဒီလိုအသက်ခံလိုက်ရတာဘာလုပ်ခဲ့တာတော့ဆိုတခါတော့ကမြစ်ထဲမှာအစိတ်ခတ်ပြီးတော့သူများတွေသေအောင်လုပ်ခဲ့တယ်တဲ့သူတို့အဲ့ဒါကြောင့်မလို့စိတ်ခတ်ခဲ့တဲ့လူတွေပေါ့အဲ့ကြောင့်မို့သေတော့လေတူတူသေကြတာဒီလိုသေကြတာကံတရားဆိုတာတော်တော်ကြောက်စရာကောင်းတယ်နော်ကောင်းတဲ့အလုပ်မှာတူတူလုပ်ရင်လည်းကောင်းတဲ့အကျိုးတွေခံစားကြရတယ်မကောင်းတဲ့အလုပ်တွေမှာတူတူလုပ်ရင်လည်းမကောင်းတဲ့အကျိုးတွေကိုခံစားကြရတယ်တဲ့ဒီကံရဲ့သဘောဟာဒါနိယာမတရားကြီးပဲ The law of nature လို့ခေါ်တယ် The law of ကမ္မနိယာမအရာဖြစ်တာဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတစ်ခုဟာအကျိုးပေးရင်ကိုယ်ပဲပေးမှာပေါ့စိတ်ထဲမှာဖြစ်တာကိုရုပ်ထဲမှာဖြစ်တာကြလူတွေကကြောက်တယ်လေ HIV positive ဆိုကြောက်နေပြီနော် C ပိုး B ပိုး A ပိုး hepatitis C positive ဆိုကြောက်တယ်တဏှာကပါလာတဲ့လောဘဒေါသ positive တွေကြဘာမှမကြောက်တကယ်ကြောက်စရာကောင်းတာသူတို့မှကြောက်စရာကောင်းတာအဲ့ဒါ positive ဖြစ်နေတာအဲ့ဒါတွေကို negative ဖြစ်အောင်မဖြစ်တောင်မှ non activate ဖြစ်အောင်လုပ်ထားလို့နော် activated ဖြစ်အောင်မလုပ်နဲ့နှိမ်ထားရမယ်ဘာနဲ့နှိမ်လဲသီလနဲ့နှိမ်မယ်ဒါနနဲ့နှိမ်မယ်သီလနဲ့နှိမ်မယ်ဘာဝနာနဲ့နှိမ်ရအဲ့ဒီလုပ်ကိုလုပ်ထားလို့ရှင်သူက activate မဖြစ်နိုင်တော့ positive မပြောက်တော့ negative ကတော့ဘယ်ကြောင့်အဖြစ်တုံးဆိုယဟနာဖြစ်မှ negative ဖြစ်မှာယဟနာဖြစ်မှာယဟနာဖြစ်ဖို့ကြတော့အရင်နည်းတွေအများကြီးပေးရလိမ့်ပေးရမယ်ဆိုတာစွန့်လွတ်မှုတွေအလုံးစွန့်လွတ်ပြီးတော့နိဗ္ဗာန်တစ်ခုတည်းဥတည်ပြီးတော့ကျင့်မှဒီဘဝဒါတောင်မှရမယ်လို့အာမခံတာမဟုတ်ဘူးရတာမရတာကိုယ်တောင်းမဟုတ်ဘူးနီးသွားတယ်ပေါ့နောက်ဘဝကျကိုရဖို့ရှိတယ်ပေါ့ဒီဘဝမရမြတ်စွာဘုရားဟောထားတာရှိတယ်အေးဒီတရားကိုကြိုးကြိုးစားစားအားထုတ်လို့ရှိရင်တဲ့အခုလောလောဆယ်မရသေးဘူးဆိုတောင်သေကနေကြတော့လူတွေကနောက်ဆုံး last chance ပါသက်စွန့်ကြိုးပမ်းတတ်တယ်သေမှာပဲလေမထူးဘူးဆိုတဲ့အချိန်မှာအစွမ်းကုန်ကြိုးစားတတ်တယ်အဲ့ဒီ last chance မှာယဟနာဖြစ်နိုင်တယ်လို့ဒီလိုဟောတာအဲ့ဒါမဖြစ်လို့လွဲသွားလဲကိစ္စမရှိဘူးနတ်ပြည်ရောက်သွားမယ်နတ်ပြည်ရောက်သွားရင်တရားနာရတာနဲ့ဟိုမှာဖျားပွင့်သွားတာမကြသေးဘူးဖျားတဲ့ရင်ပြောကြတော့မှရှိအောင်မယ်လူပြည်မှာသာကြားနေတာအဲ့တော့ကြားနေတော့ဟိုကြတော့တရားနာလဲရတာနဲ့လူပြည်တော်ကငါကျင့်လာတဲ့တရားတွေပဲဆိုချက်ချင်းသဘောပေါက်ပြီးတော့ယဟနာဖြစ်နိုင်တယ်တဲ့အကယ်၍ပါရမီကနုကိုနေသေးတယ်မလုံလောက်သေးဘူးဆိုကိစ္စမရှိဘူးထားလိုက်တန်တရားလေးလဲတဲ့အခါမှာတဲ့သူကပိစိကဗုဒ္ဓဖြစ်နိုင်သေးတယ်ဒီလိုဆိုတာပဲเนาะပါရမီပြည့်ပြီးတော့ပေါ့လေပိစိကဗုဒ္ဓဖြစ်နိုင်တယ်တော့မဟုတ်လို့ရှင်ဖျားပွင့်တာနဲ့ကြုံတဲ့အခါမှာသူကကုသိုလ်ကောင်းမှုတွေရပြီးတော့တမက်တဖို့ရသွားနိုင်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့လှုပ်တာဟာကိုယ်တောင်ပဲဖြစ်တာကကိုယ်တောင်မဟုတ်ဘူးလှုပ်နေခြင်းသည်သာလဲကိုယ်အလုပ်ဖြစ်လာခြင်းသည်သူ့အလုပ်လို့ခွဲခြားထားပြီးတော့ကိုလှုပ်နေရမယ့်အလုပ်ကိုကိုလှုပ်မယ်ကိုလှုပ်နေရမယ့်အလုပ်ကအခြေခံစပြီးတော့ပါတော့နှုတ်မကြိုးစေနဲ့မကောင်းတဲ့ဇေယိုက်ဆိုးတွေမပါလာစေနဲ့စိတ်ထဲမှာမရှိအောင်ရှင်းထုတ်နှုတ်ထဲမှာမပါအောင်ရှင်းထုတ်ကိုယ်ထဲမှာမပါတာရှင်းထုတ်နော်အဲ့ဒီလိုရှင်းထုတ်တာတွေလှုပ်ထားမှတန်ရှင်းပြီးတော့ကြည်လင်တာဖြစ်မယ်တဲ့ကဲဒါနကောင်းမှုအခုလိုလှုပ်တယ်လို့ဆိုတာကိုယ်တဏ္ဍာမှာဖြစ်တဲ့လောဘဆိုတဲ့အညစ်အကြေးတစ်ခုကိုရှင်းထုတ်တဲ့သဘောပဲဒါအမှားအပြည့်ကြည့်မယ်ဆိုရင်ဒါနကောင်းမှုလို့ဒီလိုပြောကြတာပေါ့စုပေါင်းသို့တော့တွေ့တာမှုကိုဖယ်ရှားပြစ်တဲ့သဘောပဲအဲ့ဒီမှာစိတ်သဘောထားလေးကတွေ့တာမှုကိုဖယ်ရှားရမယ့်အစားတွေ့တာမှုတစ်ခုထပ်တိုးလာတတ်တယ်ဆိုတာကိုသတိထားအောင်ဒါနကောင်းမှုလုပ်တဲ့အခါမှာဒါတွေ့တာမှုကိုဖယ်ရှားတာဖြစ်ရမဖယ်ရှားဘဲနဲ့တို့ဒီဘဝကို
နော်ညောင်စေလေးလောက်လှူပြီးနောက်ဘဝကျညောင်မင်းကြီးလောက်ခံစားရမှာဆိုတဲ့အတွေးနဲ့တော့မလှူနဲ့အဲ့လိုလှူလို့ရှိရင်ဒီတစ်ခုကိုလွတ်ပြီးနောက်တစ်ခုအတွက်တွေ့တာမှုတဏှာကရှင်းမထုတ်ဘဲနဲ့သူကထပ်ပိုးလာတဲ့သဘောဖြစ်သွားဒါနဆိုတာတကယ်ကတော့အလောဘပဲနော်ပစ္စည်းပေါ်မှာတွေ့တာမှုကိုထောင်မြင်ရာစွန့်ဆိုတာမလုပ်နဲ့ပေါ့သဘောကတော့အတွေးထဲမှာမထားနဲ့ပေါ့လှုပ်တင်လို့လှုပ်တယ်လို့ပဲထားဒါနကောင်းမှုကုသိုလ်ဆိုတာလှုပ်ကိုလှုပ်ရမယ်တို့လှုပ်ရမယ်ဖះဆာတော်သူတော်ကောင်းတွေကျင့်သွားတဲ့ဟာဖြစ်တယ်လှုပ်ရမယ်ဒီတစ်ခုနောက်တစ်ခုကအေးတို့ကစီးပွားရှာတယ်ဖះတရားတော်တွေကိုကြက်မှတ်နေကြတဲ့တန်ဃာတွေစီးပွားမရှာကြဘူးတို့အနေနဲ့တာဝန်ဝတ္တရားအရလှုပ်ကိုလှုပ်သို့မဟုတ်မြတ်စွာဘုရားဟောတဲ့တရားတွေဒီလိုတန်ဃာတွေကိုလှူဒန်းထောက်ပံ့ပေးမှသာသနာဆိုတာတည်တတ်နိုင်တယ်သာသနာတည်မှမြတ်စွာဘုရားရဲ့အဆုံးအမတွေကြားရမယ်နားရမယ်ဒီအခွင့်အရေးတွေတို့ရဲ့သားစဉ်မြေးဆက်ဘယ်သူမှမပြောက်ပြက်အောင်တို့ပြည်တို့ရွာတို့သာသနာမှာတို့လုံးတဲ့နယ်ဆိုပြီးတော့လုံးတဲ့ဟာမျိုးနောက်တနည်းကမြတ်စွာဘုရားသာသနာအရှိတည်ပါစေရှိတည်မှလူတွေရဲ့အဆုံးအမဘုရားအဆုံးအမရပြီးတော့လိမ္မာယဉ်ကျေးကြမှာဖြစ်တယ်စိတ်နှလုံးတွေနူးညံ့ကြမှာဖြစ်တယ်လို့ဆိုတဲ့ချီးမြှောက်လို့တဲ့စိတ်ဓာတ်ကလေးနဲ့လှူဖို့လိုတယ်ဒီနာနာအကျိုးကိုနောင်ဘဝငါခံစားမယ်ဆိုတာဆိုရင်တော့ give and take ဖြစ်သွားဟောတဏှာကိုတစ်ဖက်ကစွန့်ပြီးတစ်ဖက်ကယူတာဖြစ်တယ်နော်အဲ့ဒါကိုဘာခေါ်တော့အပေးအယူလို့ခေါ်တယ်နော်အပေးသက်မဟုတ်ဘူးအယူနဲ့လာတာအယူနဲ့တွက်ဖက်လာ give and take ပေါ့အပေးအယူလုပ်တယ်ဆိုတဲ့ကတည်းကမင်္ဂလာဈေးထဲမှာနေတိုင်းအပေးအယူလုပ်တာလေဒီကကုန်ပစ္စည်းပေးလိုက်ဟိုကပတ်စံယူလိုက်တစ်ဖက်ကပတ်စံကိုယူလိုက်တစ်ဖက်ကကုန်ပစ္စည်းပေးလိုက်တော့ပေးယူဆိုတာအယောင်းဝယ်ပဲလေပေးတယ်ယူတယ်အယောင်းဝယ်လုပ်တာမျိုးဖြစ်သွားပြန်အဲ့ဒါလို့မဖြစ်အောင်မွန်မြတ်တဲ့ဒါနမျိုးလုပ်နိုင်အောင်ကြိုးစားအထောက်ကြဖို့လိုအပ်တယ်ပေါ့အရေးကြီးဆုံးကစိတ်နေသဘောထားဟာမတန်မှအရေးကြီးတယ်လို့တို့ပြောတာတို့လုံးတဲ့အလုပ်လုပ်ရပြီကဲကောင်းပြီဒီဒါနလုပ်ပြီးတဲ့အခါမှာဒါနဟာတို့လုံးတဲ့လို့လုပ်တာဒါနရဲ့အကျိုးတရားကိုကြည့်လိုက်မယ်ဆိုရင်ဘဝတန်တရားမှာလူဖြစ်ရင်လည်းအစဉ်တစ်ပြေကြည့်လေဒါနရှိသူနဲ့မရှိသူကဘယ်ဘဝရောက်ရောက်ကွာသွားတယ်နောက်ဆုံးမှပြောရမယ်ဆိုခွေးဖြစ်သွားတယ်ဒါနရှိတဲ့ခွေးကဒါနလုပ်ခဲ့တဲ့ဘဝကလာတဲ့ခွေးကြတော့တထေးအိမ်မှာကားတွေပါလေစီးလို့ကောင်းတာတွေစားလို့ကြက်ဥတွေတို့အသားတွေတို့အဲ့လိုစားတယ်ဒါနမရှိတဲ့ခွေးကြတော့ဟိုအမိုက်ပုံးတွေကနှိုက်ဒီထဲကနှိုက်ဒီထဲမှာခဲနဲ့အထုခံရတော့ရေနွေးဘူးနဲ့အလောင်းခံရတော့ရှိဘူးလားရှိတယ်ကွဲပြားခြားနားပုံလေးကိုပြောပြတယ်ဒါသတိထားရမှာလေကိုယ့်မျက်စိအောင်မှာတွေ့နေတာဒီမတူဘူးဆိုတာအဲ့တော့ဒီကြားထဲမှာသွားကြည့်ပြီးတော့ဒါနဟာလှုပ်တဲ့သလားမလှုပ်တဲ့သလားကိုယ့်အကိုဆုံးဖြတ်ဖို့ရှိပါလားဘတော်တဆတိရစ္ဆာန်ဖြစ်သွားတော့ဒါနရှိတဲ့အကောင်ကဟာချမ်းချမ်းသာသာနေရတယ်ဒါနမရှိရင်ဆင်းရဲနေရကဲလူတွေလည်းကြည့်အောင်မင်္ဂလာဈေးမှာအထုပ်ထမ်းရတဲ့လူတွေရှိတယ်ဆိုင်ပိုင်ရှင်ရှိတယ်ဟုတ်လားရှိတယ်ဘေးကနေလိုက်ကောက်နေတဲ့လူတွေလည်းရှိတာအဲ့ဒါဘာလို့ကွဲနာဒီလိုကွဲတာတော့ဘယ်သူမပြုမိမိမှုပဲဟောကိုယ်တိုင်ကဒါနကောင်းမှုနေပါလာတဲ့အချိန်ကြတော့လူဘဝရောက်လာပြီမဲ့လို့တယောက်နဲ့တယောက်မတူတာဖြစ်လာတယ်ဆိုတာအဲ့ဒါဟာဒါကိုဒီအဖြေလေးတွေကိုထုတ်ချင်ဒါနဆိုတာလှုပ်တင်တာလားမလှုပ်တင်ဘူးလားတော့ကြတော့ဒါနတန်တရားရှိတယ်ဒါနလှုပ်เสียမလို့ဘူးလို့ဟောတာနဲ့သွားတိုးနေလို့ရှင်ပတ်စံကုံမှာလည်းငကောကြောက်နေဆိုမလှုပ်ဖဲနေရင်အဲ့ဒါနောက်ဘဝကျပို့ဆုံးနော်အတွေ့လွဲသွားတတ်တယ်ဖရာအလောင်းကြီးပါရမီဖြည့်တာကြည့်လေသူမိတာဘဝကစပြီးတော့ဒါနကစလိုက်တာသူမိတာဘဝမှာအကြီးကျယ်လှူတာပဲလေနောက်ဆုံးမှာပါရမီပြည့်လို့နောက်ဆုံးပါရမီဖြည့်တဲ့ဘဝလို့ဆိုတဲ့ဝိတ္တန္တရာမှာလဲတိုင်းပြည်ကနှင်ထုတ်ခံရသည့်ထိအောင်သူလှူတာပဲသားလှူတယ်သမီးလှူတယ်နှယားလှူဇနီးလှူတယ်ဟောလှူတာမှအကုန်လှူတာနောက်ဆုံးသူ့ပဲလှူဖို့ကြံတော့တာနော်အဲ့ဒါလောက်ထိအောင်ဒါနကောင်းမှုလုပ်သွားတာဆိုတာဒါတွေကိုတတိထားပြီးတော့ဒါနဆိုတာဒီမလိုဘူး
ဝိပဿနာတန်တဲ့လူကဝိပဿနာပဲလုပ်ဒါနလုပ်เสียမလိုဘူးလို့များပြောမယ်ဆိုလို့ရှိရင်နားမယောင်လေနဲ့ပေါ့သူ့အပိုင်းနဲ့သူပဲနော်သူ့အပိုင်းနဲ့သူဒါနဆိုတာပတ်စံချမ်းသာမှလုပ်လို့ရတယ်လို့လည်းမတွက်လေနဲ့ကိုစားနေတဲ့ထဲကလှူတာလဲဒါနပဲနော်တလုံးတဆုပ်တနေ့ကိုထမင်းတလုံးလျှော့စားလို့ပိန်တဲ့လူမရှိပါဘူးဝိတ်တောင်ချနေရသေးချုံဝိတ်တောင်ချနေဝိတ်ချတဲ့ထဲကလည်းလှူလို့ရတာအဲ့တော့ဒါနကောင်းမှုဆိုတာလောက်တိုင်ရင်ဖြစ်ပါတယ်မြတ်စွာဘုရားဘယ်လောက်ထီအောင်ဟောထားတော့ဆိုကိုယ့်ရဲ့စားခြင်းစားကြံအိုးခွက်လေးပါလေးဆေးတာကြောတာကစပြီးတွန်တဲ့အခါမှာတဲ့တိရစ္ဆာန်လေးတွေစားကြပါစေလို့အာယုံပြုတ်လိုက်တဲ့အဲ့ဒီဌာနရဲ့အကျိုးကကိုယ်စီရောက်တယ်လို့ဆိုထားတာပဲဗျာဝိသခွတ္တတုတ်တဲ့အဲ့ဒီတုတ်နော်ဝိသခွတ္တတုတ်အင်္ဂုတ္တရနိကေမှာအဲ့တုတ်တန်ရှိမြတ်စွာဘုရားဒါနနဲ့ပတ်သက်အဲ့လောက်ထိအောင်ဟောထားတာနော်ဒါနအကျိုးဟာဖြစ်တယ်တဲ့အဲ့တော့ဒါနဖြစ်ဖို့ဆိုတာပစ္စံချမ်းသာဖို့မဟုတ်ဘူးနော်ပစ္စံချမ်းသာမှဒါနလုပ်နိုင်တာမဟုတ်ဘူးအလုံးလုံးနိုင်ရတယ်ကောင်းပြီဒါနဆိုတာလုံးမအောင်လုပ်ပါလို့နော်ကိုယ်တိုင်းတာရဒါနစာလုပ်ရမယ်ကဲအဲ့ဒီဒါနကိုအခြေခံတဲ့သမထဝိပဿနာကြတော့ဘယ်လိုသွားတော့ခုနှစ်စဉ်နှစ်တိုင်းသာသနာကြီးတွေသွားပြီးတန်ဃာတွေကိုလှူတယ်တန်းတယ်စိတ်ထဲအာရုံထဲမှာရလှူတယ်မလှူခင်ကလည်းသွားလှူမယ်ဆိုတော့ဝမ်းသာနေကြလှူနေတဲ့အချိန်မှာလည်းဝမ်းသာလှူပြီးတဲ့နောက်မှာလည်းဝမ်းသာမှု၃ရက်ပြည့်စုံပြီဆိုရင်ဒီနာဒါနဟာအောင်မြင်တဲ့ဒါနလို့ခေါ်တယ်အဲ့ဒီအောင်မြင်တဲ့ဒါနလှူတာတန်းတာတွေကိုစိတ်ထဲအာရုံထဲမှာမှတ်ထားပြီးတော့တနေ့ကိုတစ်ခါပဲဖြစ်စေနှစ်ခါဖြစ်စေအဲ့ရဝင်အဲ့ရဒါလေးမှာတို့ဘယ်တော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဆိုတော့ကိုလုပ်တဲ့ဒါနတွေကိုတနေ့မဟုတ်လဲဟုတ်လားတစ်ခါမဟုတ်လဲအချိန်ချင်းကိုယ်စိတ်ထဲမှာကြည်နူးဆုံးဟာတစ်ခုကိုအာယုံပြုပြီးတော့တရားတရားတွေပြန်ပြီးတော့စိတ်ထဲမှာဝမ်းသာအာရဖြစ်သည့်ထိအောင်ဒီအထထဆင်ញင်သုံးသပ်တာကိုစာကာနုတ္တိကမ္မထာလို့ခေါ်တာပဲဒါသမထချင်းစဉ်တစ်ခုဖြစ်လာနော်အဲ့ဒီပေါ်မှာစိတ်ကလေးငြိမ်းလာလို့ရှင်ဒါသမထဖြစ်လာတာအဲ့လိုလေးဒါနကိုအခြေခံတဲ့သမထလို့ခေါ်တယ်ဒါအဲ့ဒါလို့တမာတိရလာပီတိတွေဖြစ်လာသည်ထီအောင်ဆင်ញင်စဉ်းစားအဲ့ဒါကသမထဘာဝနာဝိပဿနာဖြစ်အောင်ကြတော့စဉ်းစားလို့လွယ်တယ်အေးတို့သွားလှူခဲ့တဲ့တို့လှူတဲ့ဆောင်းမရှိတော့ဘူးခုကျောင်းလှူရင်လည်းကျောင်းလှူတာတဖြည်းဖြည်းပြောင်းလဲသွားပြီအဝတ်သင်္ကန်းလှူရင်လည်းအဝတ်သင်္ကန်းဆိုတာဟုတ်လားတစ်နှစ်ဝတ်ယုံလိုက်တယ်ဆိုရင်တစ်နှစ်အတွင်းမှာပဲဟောင်းနှွမ်းပြီးတော့သွားတယ်တခုစီဒီလိုစဉ်းစားကြည့်ပြီးတော့ဘယ်အရာမှမမြဲဘူးတို့အဲ့ဒီတုန်းကဖြစ်ခဲ့တဲ့စေတနာတွေလည်းသင်္ခါရသဘောအရပျက်စီးသွားပြီအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတဲ့သဘာဝတရားတွေဟာဖြစ်ပြီးရင်ပြတ်သွားတာပဲလို့ဒီလိုအကျမ်းပြင်းဆင်ញင်တာအစတို့လှူတဲ့ဆွမ်းခဲဝဲဘောစဉ်ချိုချင်ရတာဆိုတဲ့သဘာဝတရားတွေဟာဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘာဝတရားတွေဖြစ်သောကြောင့်အနိစ္စမမြဲတဲ့အန္တရာယ်ကြီးကအမြဲတမ်းနှိမ့်ဆက်နေလို့ဒုက္ခနော်ဒုက္ခဆိုတာအရာထဲမှာရောင်းမကောင်းလို့ညီးတဲ့ဒုက္ခမဟုတ်ဘူးဒီဟာကနော်မမြဲတဲ့သဘောတရားကြီးကနှိမ့်ဆက်နေလို့ဒုက္ခအဲ့ဒါလို့နှိမ့်ဆက်နေတာကိုဘာမှမတတ်နိုင်လို့အနတ္တလို့ဒီသဘောလေးကိုဆင်ញင်စဉ်းစားခြင်းအပြင်ဒါနကနေဆင့်ပွားပြီးတော့ဝိပဿနာတရားဖြစ်လာဝိပဿနာဖြစ်တရားဖြစ်လာဆင်ញင်တတ်ဖို့ပဲလိုတယ်အဲ့ဒီကနေတစ်ဆင့်အဆင့်မြင့်မြင့်ဆင်ញင်ဘလို့ဆင်ញင်မလို့အေးတို့လှူခဲ့တဲ့တန်းခဲ့တဲ့ဆောင်းနေဆိုတာရုပ်တရားတွေပဲရုပ်တရားတွေဆိုတာဖြစ်ပြီးပြတ်သွားတာအလှကံပုဂ္ဂိုလ်ယဟန်တန်ဃာတွေကလည်းရုပ်တရားတွေပဲတို့လှူတဲ့ပုဂ္ဂိုလ်တွေကလည်းအလေရုပ်နံတရားတွေပဲတဲ့ပုဂ္ဂိုလ်တွေကလည်းရုပ်နံတရားတွေပဲအဲ့တော့ရုပ်တရားနဲ့နံတရားကလွဲလို့ဘာမှမရှိဘူးအလုံးဟာရုပ်တရားနံတရားဆိုတာဖြစ်ပြီးရင်ပြတ်သွားတဲ့သဘောတွေပဲဒါနစေတနာဆိုတာလေးကနံတရားလေးပဲဒါလေးကလည်းဖြစ်လာပြီးတဲ့နောက်ပြတ်သွားတာလှူခြင်းဆိုတဲ့အလှကံပုဂ္ဂိုလ်ဆိုတဲ့အာရမဏပစ္စယောအလှဝတ္ထုဆိုတဲ့အာရမဏပစ္စယောအဲ့ဒါကိုအကြောင်းပြုပြီးတော့
ရာတို့စေရနာတို့အာလောဘတို့ဆိုတဲ့ဒီဒါနစေရနာလေးတွေပေါင်းစုပြီးတော့ဖြစ်ပေါ်လာတာဖြစ်တယ်အဲ့ဒါလေးကအာရမဏပစ္စည်းရဲ့အကျိုးတရားတွေပဲလို့ဟောအကြောင်းနဲ့အကျိုးဆင်ခြင်စဉ်းစားလိုက်ရင်လေဒါလည်းဝိပဿနာလမ်းကြောင်းပေါ်ရောက်လာတာပဲရောက်လာပြီးတဲ့အခါမှာဘယ်ရာမှမမြဲဘူးအလုံးဟာဖြစ်ပြီးတဲ့နောက်ပျောက်သွားတာကြီးပဲလို့ဆင်ခြင်သုံးသပ်နိုင်တယ်နောက်ဆုံးအနိကဆင်ခြင်သုံးသပ်ခြင်းတော့ဒါနကောင်းမှုကိုဆင်ခြင်သုံးသပ်တဲ့အခါပီတိတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ပီတိကိုပဲဆင်ခြင်တာစိတ်ထဲမှာအခုလိုလှိုက်နဲ့ဝမ်းသာလာတာဟာပီတိပါလားဒီပီတိတရားဟာဆင်ញင်မှုဆိုတဲ့ဒီအာယုံကိုအကြောင်းပြုပြီးတော့အာယုံနဲ့စိတ်နှစ်ခုပေါင်းစပ်လာလို့ဖြစ်လာတာပါလားလို့အကြောင်းတရားကိုဆင်ញင်မမြဲတဲ့သဘောလို့ဆင်ញင်တယ်ဒီမမြဲမှုဟာအမြဲဒုက္ခပေးနေလို့နှောက်ယှက်ပေးနေလို့ဒုက္ခကိုယ်ဘာမှမတတ်နိုင်လို့အနတ္တလို့ဆိုတဲ့ဒီသဘောတရားတွေကိုဆင်ញင်စဉ်းစားကြည့်လိုက်ဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတာပဲအဲ့တော့ဒါနကိုအခြေခံပြီးတော့သမထကိုသွားလို့ရတယ်ဝိပဿနာကိုသွားလို့ရတယ်ဝိပဿနာသွားခြင်းအဖြစ်ဘယ်ထိအောင်ရောက်သွားနိုင်တော့ကိုယ်ပါရမီရှိသည့်အားလျော်စွာဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးနောက်ဆုံးသောတပတ္တိမေသောတပတ္တိဖို့အဲ့ဒီကနေဝိပဿနာတိုးမြင့်တဲ့အခါသဂရဂါမိဖို့ဝိပဿနာကိုအဆင့်မြင့်အနာဂါမိမဲ့အနာဂါမိဖို့နောက်ဆုံးအမြင့်ဆုံးဝိပဿနာကျင့်နိုင်ပြီဆိုရင်ရတ္တမေရတ္တဖို့လို့ဆိုတဲ့ဝိပဿနာအစဉ်စဉ်မဲ့အစဉ်စဉ်နဲ့တိုးမြင့်ပြီးတော့သွားရင်နောက်ဆုံးနိဗ္ဗာန်ဆိုတာကိုအပြည့်အဝရောက်ရှိခံစားကြရမှာဖြစ်တယ်ကိုယ်စီသဘောကျပြီးတော့ဒါနအခြေခံနဲ့သမထဝိပဿနာတရားကိုမှတ်သားနိုင်ယူချပြီးတဲ့အခါမှာကိုလိုသမျှဒါနအားနေသမထဝိပဿနာဖြစ်အောင်ပါတတိကြီးစွာထား၍ကြိုးစားပွားများနိုင်ကြပါစေကုန်သတည်းရန်ကုန်မြို့ပေးထားတဲ့တရားပွဲတွေဘုံဘုံခုခဏနားထားလိုက်နားထားတာတခြားကြောင့်မဟုတ်ကျမ်းမာရေးချမို့လို့တော့ကြတို့ရေစက်ချပေးတယ်ဘုံဘုံကျမ်းမာပါတယ်လို့ဒီလိုမအောင်မေ့လေနော်ညနေတိုင်ကြတော့နည်းနည်းဖြားတက်နေလို့ဘုံကအဲ့ဒါကြောင့်မို့ရန်ကုန်ပေးထားတဲ့တရားပွဲတွေအကုန်လုံးမနေ့ကဖုံးဆက်ပြီးတော့အဲ့ဒီအကျိုးဆက်ကဘာဖြစ်လို့ဖြစ်လာတော့လို့ဆိုအောက်တိုဘာ25ရက်နေ့ကစင်ကာပူမှာဘူတောက်ဆက်ဆေးသွားထိုးရတယ်ဘုံဆက်ယောဂအတွက်ထိုးတာအဲ့ဒီဆေးရဲ့ side effect မှာသူကအစာမျိုးကခက်တာဆိုပါတယ် difficulty swallow ဆိုအဲ့ဒီဟာ side effect ဖြစ်တယ်ဘုံ3ရက်4ရက်လောက်နေတဲ့အစာမျိုးကခက်တော့ဘုံကအစာနည်းနည်းလေးပဲစားနိုင်အဲ့ဒါလေးနဲ့ပေပြီးတော့တရားလေးတွေလိုက်ဟောပေးမယ်နောက်ကြာရှည်ပေလို့ရှိရင်ဒီတဲ့လဲသွားဖို့ရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဘုံကအခုတတ်နိုင်တယ်ည short ထားပြီးတော့ခုအရင်တစ်ခါတော့လည်း3ပွဲလောက်ဖြစ်လိုက်နော်နိုဝင်ဘာလထဲတော့လည်းအဲဒီတုန်းကတော့အိတ်စောဖြစ်သွားလို့ဘုံက short လိုက်ခွဲအဲ့ဒီနည်းနည်းလေးအားပြန်ပြေးတဲ့အခါကျတော့ရန်ကုန်ကိုတနေ့တရားပွဲ3ပွဲသွားဟော2ပွဲ3ပွဲ3ပွဲဟောလာ3ပွဲဟောပြီးတော့အခုလည်းမနေ့ညလည်းဟောခနေ့ညတော့ချိန်နေရပေါ့မန္တလေးမှာတရားပွဲရှိတယ်ခနေ့ညနောက်ပြန်ကညဟောပြီးရင်အဲ့ဒီနောက်ပိုင်းတရားပွဲတွေအကုန်လုံးဖုံးရန်ကုန်မှာပူလွန်အကြည့်တော့ဖုံးနဲ့လည်းဆင်မပြေဘူးသူကချွေးပြန်ပြီးညနေကျတော့ဖျားတက်တယ်အဲ့ဒါကြောင့်မနေ့ကလည်းဒီမှာနည်းနည်းလေးဖျားရှိတယ်ဖျားဆိုမဖျားတဖျားလေးပေါ့အဲ့လိုလေးဖြစ်နေတော့နားဖို့လိုအပ်တယ်အဲ့ဒါကြောင့်မလို့ချမ်းသာရေးအတွက်တော့နားမှဖြစ်တော့မယ်လို့ဆိုဘုံတရားပွဲတွေအားတော့နားပါတယ်အားနာပြီးတော့ဘာလို့အားနာလဲဆိုတော့ကိုယ်ကလက်ခံထားပြီးသားဖြစ်လို့ပေါ့နော်ဆက်ဟောရင်ဘုံကလဲကျင်လဲတော့မှပြောလို့မရဟုတ်အားတဖြည်းဖြည်းရုပ်တာဆိုဒါတောင်ဆေး6လုံးရှိ9လုံးရှိသွင်းထားတယ်ဘုံဖက်ဘရစ်နဲ့တနေ့ရန်ကုန်မှာတစ်လုံးထပ်သွင်းလိုက်သေးတယ်အဲ့တော့အရေးကြီးဆုံးကတော့ဘာတော့rest is the best healing ဆိုတဲ့စကားလုံးရှိတယ် the best medicine အနားယူတာဟာအကောင်းဆုံးဆေးပဲအဲ့ဒါကြောင့်မလို့ဒါကိုရွေးချယ်ပြီးတော့ကဲနားလိုက်အောင်မှဖြစ်မှာလို့ဆိုပြီးတော့ခီးသွားတာရောဘာရောအကုန်လုံးနားပြီးတော့ဘုံဘုံကစကိုင်းနဲ့ပြင်ဦးလင်မှာပဲဒီတစ်လလုံးနေဖို့အဲ့လိုအစီအစဉ်ရှိတယ်
အဲ့ဒီသတင်းမှန်ကိုလွှတ်လိုက်တော့ကြတောင်ပြောတွေပြောနေဆိုဟုတ်တယ်အဲ့ဒါဘုံဘုံဆရာသတင်းကအဲ့ဒါပဲနော်အကုန်လုံးတရားဝဲတွေအကုန်လုံးဖြတ်လိုက်တာဘုံဖြတ်လိုက်တယ်ဆိုတော့နားလဲရတာပေါ့တရားဟောတရားမဟောလို့မဖြစ်တော့ဘူးလေတဦးဟောတဦးဟောအဲ့တော့ကိုကျော်သိန်းတို့လည်းအဲ့ဒါမေးတော့ဖြေးနေရတယ်အဲ့တော့တရားပွဲတွေကိုခဏနားထားလိုက်တယ်ဘုံအားပြန်ပြေးမှပဲဟောတော့နော်မယ်ပြန်ဖြစ်အောင်စောင့်အောင်နော်အဲ့တော့ဆုံးမစားရတာ3ပတ်လောက်ရှိသွားဘုံကအခုဒီဘက်ပိုင်းကျတော့ဆံပြုတ်ကလေးနဲ့ပဲနေရတာဆိုအဲ့ဒါကြောင့်မလို့အခုနားလိုက်တယ်တရားလည်းဟောလိုက်တယ်ဆိုလို့ရှိရင်လူကနေကောင်းသွားတာနဲ့ဟောနေတာဘုံတရားတဲ့အာယုံရောက်သွားလို့ရှိရင်လူကနေကောင်းသွားတာမှန်တယ်အဲ့ဒါဒီခါတလေတရားမဟောခင်ကတွေးတက်ချင်တက်တရားမလင်ပေါ်ရောက်ဟောတော့ပြန်လာတော့နေကောင်းသွားပြန်ရောအဲ့လိုတွေအဲ့နဲ့ကြိုးစားတော့ဟောတယ်ဒါပေမဲ့ခရီးသွားဖို့လို့ခုနအပင်ပန်းခံဖို့ကြတော့မလွယ်တော့ဘူးအဲ့ဒါသတင်းအမှန်ကအဲ့ဒါနော်ကြတော့ဒီသတင်းတွေဝင်လာဆိုတော့အခုကဒီနေ့သတင်းစာတွေထည့်ဖို့တော့မထည့်ဘူးတော့ကြဆန္ဒပြတာတွေနဲ့ရောတော့အဲ့ဒါကြောင့်မို့လို့ဘုံဘုံကတရားပွဲနားလိုက်တာတေချာအကျဉ်းချင်းစဉ်းစားပြီးတော့မှနားလိုက်တာရန်ကုန်သွားလို့ရှိရင်ဘုံကမနဲ့ပွဲနေ့ပွဲနဲ့လာတော့ဆိုအဲ့တော့များနေတယောက်ပေးမကောင်းအခုတော့မနဲ့အာယုံကိုညင်းထားတာနေစွန်းလဲညင်းထားတာရှိတယ်အဲ့ဒီရန်ကုန်မှာလေမပင်ပန်းနဲ့ဟိုပင်မန်းလို့ဆိုရင်ကိုယ့်အကိုကြတော့ပင်မန်းနေတာလေအိမ်တွေပါလေလည်းမလိုက်သွားရလာရတာစားရတာလည်းကိုယ်ကနည်းနည်းစားတာအိမ်လိုက်တယ်ပြန်လာရတယ်ဆိုပင်မန်းမှုကဒါအခုရန်ကုန်ဆို traffic jam ပိုးဆိုးလာတယ်ကားပေါ်တင်မဲ့အချိန်က1နာရီ2နာရီကုန်သွားရောအဲကြောင့်နေစွန်းတော့လုံးဝမလိုက်ဘူးတော့လို့ဖုန်းအဲ့လိုပြောတာအာယုံကြတော့နည်းနည်းအပူတက်တာသေးတယ်လေအဲ့ဒါကြောင့်လို့ကဲမင်္ဂလာဈေးကသတင်းဆောင်နေဆိုတော့အဲ့ဒါကြောင့်ပြောလိုက်တယ်ကဲကောင်းနော်ဆုံးလောင်းရမယ်ကိုကျတဲ့